ဦးကျော်သူဦးဆောင်တဲ့နာရေးကူညီမှုအသင်းရန်ကုန်ကအခမဲ့ရိုက်ကူးပေးမဲ့ဓာတ်မှန်ခန်းကိုအခုလ19ရက်နေ့မှာကြာရောက်တဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒဂုံမြို့သစ်မြောက်ပိုင်း42ရပ်ကွက်ကဒုက္ခကုသိုလ်ဖြစ်စေကမ်းမှာအဲ့ဒီနေ့မနက်9:00 နာရီကကျင်းပခဲ့တာပါ။နေ့6လပိုင်းပေါ့6လပိုင်း19ရက်နေ့ဒါမင်္ဂလာရှိတဲ့နေ့ပါမင်္ဂလာရှိတဲ့နေ့နေတူးနေ့မြတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီနာရေးကူညီမှုအသင်းရန်ကုန်ကဒုက္ခကုသိုလ်ဖြစ်စေကမ်းမှာကျွန်တော်တို့အများပြည်သူတွေအတွက်အထောက်အကူအများကြီးပံ့ပိုးပေးနိုင်တဲ့ဒီဓမ္မခန်းဖွင့်တဲ့နေ့ဖြစ်တဲ့အတွက်ဒါနေတူးနေ့မြတ်လို့ကျွန်တော်ပြောတာဒုက္ခကုသိုလ်ဖြစ်စေကမ်းကအများပြည်သူတွေကုန်ကြစိတ်အားလုံးအခမဲ့ဖြစ်စေဖို့နဲ့တနေရာထဲမှာပဲဝေဒနာရှင်တွေအတွက်လိုအပ်တဲ့ယောဂရှာဖွေမှုတွေပါပြုလုပ်နိုင်ဖို့အတွက်အခုလို300တန်တဲ့ဓာတ်မှန်ခန်းကြီးကိုဖွင့်လှစ်ခဲ့တာပါဓာတ်မှန်ခန်းဖွင့်ရတဲ့ကြီးရွယ်ချက်ကတော့ကျွန်တော်တို့စေဝါကုသပေးနေရတဲ့ပြည်သူလူထုပေါ့ခွန်ရသားသမီးပြည်သူလူထုအတွက်ကုန်ကြစိတ်လုံးဝအားလုံးအခမဲ့ဖြစ်အောင်ကျွန်တော်တို့ဒီဓာတ်မှန်ခန်းဖွင့်ရတယ်ကိုလူမျိုးချင်းချင်းစောက်ရှောက်ဖို့တာဝန်ရှိလူအချက်တွေကိုဖြည့်ဆည်းပေးဖို့တာဝန်ရှိတယ်အဲ့လိုဖြည့်ဆည်းပေးဖို့ဆိုတာလေအလှငွေလူတာပေါ့အလှငွေဆိုတာလေကျွန်တော်ကတော့ကိုလောက်ရမှန်ကန်တယ်ဆိုရင်အလှငွေကတော့တစားနဲ့တစားတက်လာမှာပါပဲအဲ့လိုတက်လာတာနဲ့အလျောက်ကျွန်တော်တို့ပြည်သူလူထုလူအချက်အားလုံးကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်တယ်လို့ကျွန်တော်မြင်ဓာတ်မှန်ခန်းဖွင့်လှစ်တဲ့နေ့ဟာအများပြည်သူတွေအတွက်ထူးမြတ်တဲ့နေ့တစ်နေ့ဖြစ်တာမို့ဘိုးပြန်ပူပေါင်းတွေနဲ့အတူခိုးစာကလေးနဲ့ဂျုံငတ်တွေကိုငញ្ញရင်ထိမ့်မှန်းဖြစ်ဘေးမဲ့လွတ်ပေးခဲ့ပါတယ်ကျွန်တော်ဒီနေတူးနေ့မြတ်မှာပေါ့လေကျွန်တော်တို့ဖွင့်ပွဲမှာငှက်တွေလွတ်တယ်ဂျိုးငှက်တွေလွတ်တယ်စာကလေးတွေလွတ်တယ်တော့ပူပေါင်းတွေမိုးပြန်ပူပေါင်းတွေလွတ်တယ်ဒါကတော့ကျွန်တော်ဒီနေတူးနေ့မြတ်မှာအားလုံးငြိမ်းချမ်းစေခြင်းတယ်ဖွင့်ပွဲပြီးမှာသက်ဆိုင်ရာတာဝန်ရှိဆရာဝန်ကြီးတွေကစာနယ်ဇင်းသမားတွေနဲ့ဧည့်သည်တော်တွေကိုဓာတ်မှန်ခန်းစက္ကရိယာအသုံးပြုပုံတွေကိုရှင်းလင်းပြသမှုတွေပြုလုပ်ခဲ့ပြီးနာရေးကူညီမှုအသင်းရန်ကုန်ရဲ့ပေးဆက်မှုများ DVD ခွေနဲ့တိကျအင်ကြီးတွေကိုလည်းဝေငှားခဲ့ပါတယ်ခင်ဗျာ